မင်္ဂလာညချမ်းလေးပါခင်ဗျာကျွန်တော်အခုဒီစပ်ပမဲ့ဗီဒီယိုခေါင်းစဉ်လေးကအခွင့်အလန်းကအမြင်မရှိနိုင်ဘူးတဲ့ဗီဒီယိုလေးကိုကျွန်တော်မစခင်မှာကျွန်တော်ရဲ့ YouTube Channel လေးကို Subscribe လုပ်ထားပေးဖို့တောင်းဆိုချင်ပါတယ်ဘေးကခေါင်းလုံးလေးကိုလည်းတစ်ချက်နှိပ်ပေးပါလို့မြစ်တန်ရက်ခါချင်ပါတယ်ဗီဒီယိုလေးကိုအစဉ်လေးပြည့်နားဆင်လို့ရပါပြီအခွင့်အလန်းကအမြင်မရနိုင်ဘူးရှာဖွေလို့လေဝေငွေတွေကိုအစားအတော့အဖျော်ရမကနဲ့အပျော်အပါးတွေပဲသုံးနေရင်အနာဂတ်ကိုတည်ဆောက်နေတာမဟုတ်ပဲနေ့စီရှင်သန်ယူတာဖြစ်နေပါတယ်တချို့ကမနစ်ဖြန်သေးရင်ဘာမှယူမသွားနိုင်ဘူးလို့ပြောကြတယ်တချို့ကလည်းလက်ဖလာလာပြီးလက်ဖလာပြန်သွားရတာပဲလို့ဆိုကြတယ်မှန်ပါတယ်ဒါပေမဲ့အဲ့ဒါကတန်ဝင်မဲ့သူအတွက်အကြောင်းပြချက်မဖြစ်သင့်ပါဒီနေ့တန်ဝင်မဲ့တဲ့ရွေးချယ်မှုတွေဟာမနစ်ပြန်ကောင်းမှုနဲ့ရက်လက်ကိုမပြည့်စေနိုင်ဘူးဖရွက်စိတ်နဲ့နှကောင်ပုံမြင်ကိုတတိယသေးလားဖရွက်စိတ်ကဆောင်းရာသည့်အတွက်ကြိုတီပြင်ဆင်ရင်အလုပ်လုပ်နေတယ်နံကောင်ကရမောပြီးအပျော်တွေနဲ့ပဲအချိန်ကုန်ပြီးဖရွက်စိတ်တွေကိုလောင်ပြောင်တယ်ဆောင်းရာသီရောက်တော့နံကောင်မှာစားစရာမရှိနေတရားမရှိဖြစ်ခဲ့တယ်ဒါကအလုံးသိတဲ့ပုံမြင်လေးပါဘဝဟာတူတူလေးမှုကြိုးစားပါစားရှာဖွေနေတာပဲဟာအတိတ်ပဲမရှိဘူးလို့ထင်ရင်သိကြပါတယ်တေဘဝကခက်ခဲပြီးခက်ခဲနေပါမယ်တေဘဝကိုတင်ရွေးချယ်နိုင်တယ်နံကောင်လိုအခုပဲပြောမလားတော့မဟုတ်ဖျက်စိတ်လို့ရေရှည်တည်ရမယ့်အရာကိုတည်ဆောက်မလားအနာကအကြောင်းစဉ်းစားပါမိသားစုအကြောင်းစဉ်းစားပါတေဟာအမြဲတည်းဒီလိုတန်ဆွမ်းနေမှာမဟုတ်ပါဘူးအမြဲတည်းဒီလိုအခွင့်အလမ်းတွေရနေမှာမဟုတ်ပါဘူးဒါလေးကိုသိစေချင်ပါတယ်အိုမင်းလာတဲ့အခါဘယ်လိုနေချင်တယ်လဲဒါဟာတည့်ရဲ့ရွေးချယ်မှုပါပဲဒီနေ့လောက်တဲ့အရာတွေကမနှဲ့ဖြာတော့မဟုတ်အနာဂတ်အတွက်တည်ပုံဖော်ထုတ်ဆင်နိုင်တယ်ဆိုတာမမေ့ပါနဲ့အခွင့်အလမ်းကအမြင်မရှိနိုင်ဘူးဆိုတဲ့ဗီဒီယိုလေးကိုဒီနေရာမှာပဲအဆုံးသတ်လိုက်ပါတယ်မူရင်းကိုလည်းလေးစားပါတယ်နားဆင်ပေးခဲ့ကြတော့တယောက်ချင်းစီတိုင်းကိုအထူးပဲကာရဝလေးစားပြုပါတယ်ရှူလန်ချမ်းမြေ့ကြပါစေ